နည်းနည်းထစ်တယ်ဟုတ်တယ် brother ကြီးကျွန်တော်ရဲ့ Discord မှာကြည့်ရထစ်ဟွာဟုတ်လားမြန်မာ flat လေး Game 3 let's go ကို super chat လေးပေးရတဲ့ကြည့်တင်တယ် let's go YG အိန္ဒိယလန် ကဲ literally ဟာဟုတ်ကန်စေပါ တကယ်ကောင်းတဲ့ feeling တော့မဲတော့လိုက်တော့မဲ ကဲ literally လက်မလေးလည်းနေခဲ့ပြီနော်ညီကို literally လက်မလေးနေခဲ့ပြီပါမြန်မာလန်လေးမှန်တာပါ အေးငါ short လိုက်ပြီပြန် short လိုက် let's go guys ဘလောင်းနဲ့လွှင့်တာလေ drop ပစ်စပြီ drop ပစ်စပြီဒါတို့ မဟုတ်ကျွန်တော်ပြည့်စုံနေပဲလွှင့်လိုက်ကျွန်တော်ရှိမှာပါထင်နေတာ ပြပစပြီလားစပြီလား စပြီ drop ပစ်စပြီ explanatory ပါပဲ ကဲပကွီတို့ထပ်ပန်းပြီဗျာနော်ဇလန်သိမ့်ပြီဟီကိုရေမင်းဟာတော့သွားပြီကွာဟီကိုရဲ့နော်ကဲဟီရတာ first bit ဗျာတင်း separate ကွီတို့ကုံပိတ်မကွီတို့တွေကုံပိတ် ပဲကဲသေးတယ်နော်မလီစာအပေါ်မှာပစ်လောက်တယ် ဝါကန်လေးကဲ မလီစာအပေါ်မှာပစ်လောက်တယ်နော်တင်း separate ကအဲ့ဒါဆိုရင်တော့ ပြောနေလို့တော့ဟွာဖြစ်သွားနိုင်မယ်ညီကိုတို့ခင်းနေညီကိုအန်လေးကြိတ်ပေးပါအောင်လုပ်ပေးပါနော် over လုပ်ဖြစ်နေလို့ပါညီကိုတို့ ကလောက်ဗျကလောက်ပါတော့ဒါ signature ပဲနော်ကလောက်ယူတော့ ကဲကလောက်ဥဒိုရာတဲ့နော် ယူရမှာကလောက်တော့ယူရမှာ ဒီကောင်နေမလီစာစော့မလားအပေါ် face မှာဒီကောင်နေမလီစာမစော့ရင်စော့စရာမရှိတော့ဘူးနော်အောက်ကျရင်ဘန်တော့ တွေ့လားပြုံးနေတာပဲချန်ပီယံရမယ်တင်ကပြုံးနေတာပဲညီကိုတို့ ဟီကိုဟီရိုကမလီစာပဲကြံတော့တယ်လို့နော်ပကွီဆိုမရှိရင်ဘာရှိ အဲကျွန်တော်ကိုဒီကောင် performance ထွက်တာမလီစာပဲကြံတယ် သူကဟို line လွှင့်နေလို့ဆိုတော့ကျန် မလီစာပက်မလားပေါ်မှာအောက်ရောက်ရင်တော့ဘန်းပြီးပါနော်ခုနကပွဲလိုပဲ မလီစာဆိုရင်ဥဒိုရာကျဲပါလေကေစီရဲ့ဖလီကာနဲ့ဆော့ရအောင်ကျဲပါ မလီစာ ကျန်တဲ့ setting လေးမှန် မာကိုင်းမလဲဟောဒီကောင်းနေကောင်းမာကိုင်းမဲ ကျန်တဲ့ setting လေး ကောင်နေရေးကြည့်ရင်တော့အဲ့မလီစာကတော့ထွက်တတ်တယ် guys နော်ဆိုတော့ကြည့်ရမယ်တင်း separate ပြောပြနေနည်းပြောပြပါအောင်သားကြီး ဘယ်လာရတော့ထပ်ဆော့တော့မယ်မထင်ဘူးအဲ့ဂလူးကြီးဖွင့်နေတဲ့အနေထားမျိုး ဘယ်လာရထပ်ပြော အဲ့လိုဂလူးပေါ့ ဘယ်လာရဆလီနာဂလူးပဲငါတို့ဂလူးပဲ let's go ဂလူး ဟောလို့ငါပြောချင်ဂလူးထက် ဆလီနာဆိုရှုံးသွားပြီဒီကောင်နေရှုံးသွားပြီ ဂလူးပဲသားကြီးတို့ဂလူးပဲ ဂလူးကောင်းနေနော် ဂလူးကောင်းနေ ဂလူးယူဒိုရာနဲ့တီးမယ်နော်ကင်းမယ်အလဲမှာ ထပ်ပေးရင်တော့ထပ်ကြရမှာဗောသားကြီးတို့ဂလူးပဲ ဂလူးလေးနဲ့ပဲတီးလိုက်မှာ ဂလူးလေးပဲတီးလိုက်မယ်သားကြီးတို့ ဂလူးယူဒိုရာလေးနဲ့ကင်းမယ်အဲ့ဘဲလာရစ်ကိုတစ်ပင်ကိုမီးရှို့မယ်နော်ဟုတ်ပါလက်စီးပြစ်မယ်ဟမ် အဲ့တော့ပြစ်ထားပြီเนาะ YG ဘက်ကလည်းကျွန်တော်ကလောက်နဲ့ယူရိုတာနဲ့တော့ပြန်ပြီးတော့ယူထားတဲ့နေသားမျိုးလေးတော့တွေ့ရတယ်เนาะ okay တစ်ပင်ကိုကင်း ဂ ပေး လူး မယ် ပဲနိုင်သွားပြီကို first 3 minute တွေနိုင်သွားပြီ တစ်ပင်ကိုတခါတည်းကင်းပေးမယ်နော်အလဲပါနော် first 3 minute တွေလုံးဝနိုင်သွားပြီသားကြီးတို့နော်ထားမထားတော့ ဖလားသိမ်းမယ် တစ်ပင်လေးကတော့သွားပြီဗျဒီတစ်ပင်ကတော့ပြီးသွားပြီနော် ဖလားသိမ်းပြီထိမ့်ပြီတိမ့်ပြီ bro ဖလားသိမ်း ကဲဂလူးယူဒိုရာကတော့ဒီဘဲလာရစ်ကိုအကောင်းကောင်းကိုနိုင်တယ်ဗျဆိုတော့ outface လေးကိုကြည့်မယ် outface လေးမှာမလီစာ ဘန်လိုက်ပြီစာလောက်ထားတယ်သားကြီးတို့ မင်းတို့အပေါ်မှာယူရမှာအဲ့မလီစာမင်းဘန်းမေးမယ်နော်အဲ့ကောင်မလီစာပဲရှိရဟမ်ဘန်းမေးမယ်သားကြီးတို့မော်စကိုကလည်းမရဘူးဟီကိုကမော်စကိုမရဘူး မြောင်ဟီကိုမော်စကိုမရဘူးဟီကိုမော်စကိုမရဘူး မလီစာမပေးဟီကိုတော့ဘာရှိသေးလဲသားကြီး မရှိတော့ဘူး ဘာမရှိတော့ ဂိမ်းဆက်မစောပါပဲရမှာဟီကိုက ရောမလီစာနဲ့ပကီတိုလောက်ပဲကင်တဲ့ကောင်နှစ်ကောင်ပဲ မလီစာပကွီတို့ကတော့ performance ထွက်တယ်ကျန်တာမရှိတော့ဘူး ကောင်းမယ်နဲ Harry လေးဘန်လိုက်မလား Harry လေးဘန်လိုက် ဟုတ်တယ်နော် Harry လေးပါထပ်ပန်းရင်တော့ပြီးသွားပြီဗောနော် ဒီကောင်ကိုင်းတာဒီကောင်အကောင်မဲကိုင်းနေတာနော် Harry ပါထပ်သိမ့်ပြီးလိုက် ဟေး Harry ကတော့မလို့လားလို့ နောက်ပါနဲ့ဟုတ်ဒါပေမဲ့ तू စော့တယ် he ကိုရောစော့တယ် Harry ကိုရောစော့တယ် ဒီကောင်ကသွားပြီ ပုံမှာတော့တကောင်တော့ပိတ်စေခြင်းနဲ့ ဒီပုံမှာတော့ Uranus asthma ပဲလာမလားပဲ Uranus မှာပဲလာ ဒါမှမဟုတ်မနေ့ကဆိုရတွေပါဆော့ရနော် ဘန်းလိုက်မလား ဆိုရ Harry လေးဘန်းလိုက်မလား မနေ့ကတော့ဆိုရဆော့တယ် ဟီကိုမတ်မန်မသားကလင်လေးထားကင်မေးမလားသားကလင် ကလင်းလေးထပ်ကင်ပေးပါဦးကလင်းလေးထပ်ပေးပါဦးဟီကိုရေ ဒီကိုကလင်လေးထပ်ပေးပေးပါအောင်နော် ကလင်လေးကင်မေးမလားကလင်လေး ကလင်းလေးကင်ပေးပါဦးဟီကိုရေ ကလင်ကင်မေးမလား please ကလင်လေးကင်မေးပါဦးကျေးဇူးပါကျေးဇူးများကြီး အဲဆိုတော့အားလုံးက respect ပန်းဆိုရဖြတ်လူတင်တယ်ထင်တာပဲနော်ဒီသေးထင်တော့ အေးဆိုရာလေးကောင်းတယ်ဒီ ဖြတ် ဘွဲ လူတင်တယ်နော် ဒီဘွဲဆိုရာကောင်း YG မလို့ရင်ကေပုံမှာကလည်းဆော့နိုင်တယ်ဆိုရကြတော့အဲ့ဆိုရ Uranus နဲ့ asthma နှစ်ကောင်လုံးကြံနေရနော် ဟုတ်ပါ Uranus asthma ပဲဆော့မလားရင်းကဒါမဟုတ်အဲ့တခြား mechanic hero ပဲဆော့မလား Ruby လည်းဖြစ်နိုင်တာပဲ yes Ruby ဆိုရ အော်ဆေးရတယ်ပါဆလီနာမကောင်းတာဟုတ်တယ်မလား ဟုတ်တယ် Ruby တော့မကြိုက်ဘူးတဲ့နဲ့ မြန်မာလန်လေးမဝါပဲညီတို့မြန်မာလန်လေးတယောက်ချ မာလန်လေး YG လေးများ ဘာရှိ မန်ဝါပြီပါဦးမန်ဝါပြီပါဦးမန်ဝါပြီပါဦး အဲ့လို let's go ရေ let's go ရေဘာ let's go YG
အန်ကြိတ်တာပဲသားကြီးတို့အန်ကြိတ်တာပဲ ကြာလို့အားလုံးနဲ့ပဲထက်ရရင်ရိုက်ကွာကြာလို့ အားတော့ဘန်လိုက် အားတော့ဘန်လိုက်ပြီအားတော့ဘန် လူဘီ let's go ရင်းကအစမှာမစောရင်ရပြီနော်ရင်းက ရေအိမ်ကြီးတွေပဲပြီးတော့မှာသားကြီးတို့အဲရေအိမ်ကြီးတွေပြီးတော့မှာ ဟလာဖန်းကောင်နေပဲ အဲ့ဒါကေပုံကဆိုရဖြစ်ဖို့များသွားပြီ guys အဲ့ဒါဆိုကေပုံမှာ ညာကျွန်တော်ဖန်းမယ် Ruby Flicker ဦးလဲ AOE CC ပါတဲ့ကောဆိုရပေါ့ဦးလဲဒါပဲရှိမလားပဲ ဟေး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  ကေပုံပါဘာဖြစ်မလဲ ဟေး guys နော်ကေပုံပါရဲ့ hero လေးကိုကြည့်ကျင်တယ်နော်ဟီကိုကကလင်လေးပဲဆက်ဆော့လိုက်ပါလားဒါကြီးနော်ကလင်လေးပဲဆော့လိုက်တာပါဒါကြီးက please please PC မှာလည်းဒီလို CPU ကအဲ့လိုမငြိမ်ဘူးလား ဟုတ်တယ် အဲ့လိုပဲလား ကလင်လေးပဲထပ်ဆော့လိုက်ပါလားလို့ဟီကိုရင် please နော် โอเคနေလိုက်တယ်သားရင် အာဒီကောင်မဆော့ဘူး heavy ပဲဆော့ပါ ဟမ် တာကြီးကကလင်ဆော့ရမှာတာကြီးရဲ့ Harry လက်ပူတဲ့6ကင်နေပြီကင်ပွန်ပါလက်ပူတွေ6ကင်နေပြီဒါလက်ပူတွေ6ကင်နေပြီ ရှောက်ကိုင်းနေပြီရှောက် ကဲလက်ပူတယ်ဗျာထူးထူးကြနော်လက်ပူက YG flat လေးများ လက်ပူကဘာလို့ဆော့ ကဲ ပြောတော့ ဟိုဘာထွက်လာမလဲစုယူလား နိုင်သွားပြီတာကြီးတို့ရေတကယ်ပြောတာ let's go တကယ်ပြောတာ လန်လေး YG ဆစင်မဲဆော့မလား ပိုင်းမိလိုက်မလား ဆစင်မဲ ဟုတ် ဆော့ လဲ nice 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 နိုင်သွားပြီသားကြီးတို့ရေဒီပွဲလေးကတော့မင်းအဲ့လက်ပူနိုလန်ကိုဘယ်လိုအိမ်မလဲတာတယ်မှာအိမ်လို့မရဘူးဗျပြောမယ် မရအောင်မရအောင်မရအောင်ကဲ YG 21လေးနဲ့ပြန်တွေ့မယ်ညီကိုတို့ ဒီကနေ့အောက်ထက်ကြတာ ဘာလဲ ဒီအောက်ရပြီ let's go guys ကဲ let's go let's go let's go မြန်မာလန်လေးမှန်ထားမယ်ညီကိုတို့ရေနော် ရန်ကုန်ဂလတ်တီကို let's go မြန်မာလန်လေးမှန်ထားမယ်ကျွန်တော်တို့ Separate versus YG game number 3ဆိုတော့ဒီနေရာမှာ drip ရတော့ကျွန်တော်အမြင်တော့ဟိုကောင်လေးကဖျားနေပြီတိလားအဲ့ဟီကိုကမလီစာနဲ့ဟိုကနေမရရင်ပြီးပြီပကွီတိုကဒီကောင်ရဲ့ performance အထွက်ဆုံး hero နှစ်ကောင်ကလည်းမလီစာပကွီတိုပဲအဲ့ဒါကိုဒီကောင်လေးကမလီစာကိုအပေါ်မှာမပစ်ဘဲနဲ့အောက်ဆွဲသွားတော့အမှရေကြီးပြီတိုင်းလို့ကျွန်တော်အမြင်တော့ Harry ကလည်းပုံမှန်ပဲဗျအရင်ကြီးလမ်းနဲ့ Harry တော့မဟုတ်ဘူးလို့တော့ game number 3 YG versus Team Spirit ပွဲစဉ်လေးရနေပြီးတော့ပြန်လဲပြီးတော့ချိုးဆိုလိုက်ပါတယ် guys ဟုတ်ပါတယ်ရန်ကုန်ဂလတ်တီကို အော်ရောက်ဂလူကစားသွားတာအမဆလီနာထွက်တယ် nice ကွာ ဟုတ်တယ် တကယ်ကောင်းတယ်ကျွန်တော်တို့တကယ်ကောင်းတယ် game play လေးပြသွား တကယ်ကောင်းတဲ့ game set အရောက်ရေးမနေ့ကမဟုတ်ဟိုနေ့ကကလေးကသူပြတယ်ကိုနေ့ကကလေးကသူပြတယ်ဟုတ်တယ်ဟိုနေ့ကကလေးကသူပြတယ်အဲ့လို ဘလင်းကစားသွားတယ်ရောက်ရေးဆလီနာလေးကတော့ ကဲထုနေပြီအေးဟိုပေါ့ထုနေပြီကေစီ ကေပွန်ပါ ထုနေပြီ ကေပွန်ပါအားမရှိဘူးလပူကနှကောင်သားကတော့တီးတယ်ဗျလိမ့်ပါဒါပေမဲ့ကျွန်တော်ရင်းရမကန်နေရတော့နည်းလေးပိုကောင်းတယ်ဗောနော်ကေပွန်ပါတဲ့ဆိုင်ကေပွန်ပါတဲ့ပိုကောင်းတယ် guys နော် ကဲဟန်တော့ဒီဘက်မှာကျွန်တော်ရငယ်ဒီပါရီတော့ဖြတ်ပြီးတော့စားသားနေနေပဲချင်းဒီတော့ချက်တော့ show ရမယ်ဗောနော်ကျွန်တော်တတ်တယ်အဓိကတော့တတ်တယ်ပတယ်ပဲဗျာနော်အိုးဟေကိုပြင်းနေပြီဘာလောက်တာလဲ ခြုံထဲမှာရှိရတိလားစန်ဂျီတိလား arrow ရှောက်ပစ်နေတယ် Bryson arrow တွေရှောက်ပစ်နေတယ်မကင်တော့ဘူးအကောင်ဆလီနာမကင်တော့နေဝင်ချစ်သူနေဝင်ဝါပြီကွာဒီလား ဒီခေါင်းကိစ္စမနေ့ကပွဲမှာလည်းနေ ဆန်းဆက်လက်ပါကွာဟိုနေကြိုက်တဲ့လက်ပါနေကြိုက်တဲ့ချစ်သူကွာဒါပေမဲ့နေဝင်ဝါပြီခုချိန်မှာဟုတ်လား ဩဟန်စပယ်လွဲနေရဲ့ဒါမဲ့ရတယ်အေးအေးသားတို့ easy တိုင်း easy positive thinking and let's go the champion bro နော် positive thinking and let's go the champion ကဲကြိုက်သီးနဲ့ဘလင့်ကတော့ဒါ signature နှစ်ကောင်ပဲဗျဂလူးယူတို့တာပေါ့နော်အဲ့ဒီတစ်ပင်ကြီးကိုမီးရှို့မယ်နော်သားကြီးတို့တစ်ပင်ကိုမီးရှို့မှာတကယ်ပြောတာသားကြီးတို့အလယ်မှာတော့ကျွန်တော် blink map position တိုးကြည့်တိုင်းနဲ့ပဲရင်းကတော့အလယ်မှာဗျ ready ပဲရင်းက creep မစားတော့ဘူးလားရင်း ကဲရင်ခွေးမစားတော့တက်တယ်ပဲလားတက်တယ်ပဲလား ချိန်နေကြည့်လိုက်အောင်မယ်သူ့အနေနဲ့ creep သွားစားပြီဗျဆိုတော့နိုလန်ကတော့ပေးလိုက်ပြီနော် ပေးလိုက်ပုတ်ပွဲလိုက်တက်တယ်ပေးရလေကေစီရဲ့မေ့နေပြီလားမေ့နေပြီလား ဟုတ်တယ် မေ့နေပြီလားငါတို့မြန်မာရဲ့ strategy ပေးလိုက် first starter တိုင်းကိုပေးမယ်ဘယ်ချိန်ကျရင်ပြန်ချမှာလဲဆိုတော့ဂလူး level 4ရတဲ့ချိန်ကျရင်ပြန်စုံမယ်ဟုတ်လား ဟုတ်တယ် ဒီက Alibi first starter မှာ error မတက်သွားဘူးအရေးကြီးတယ်ဟုတ်လား ဟုတ်တယ် Alibi first starter မှာ spam မစုံမနဲ့ error မတက်သွားဘူးအရေးကြီးတယ်ဘလင်းကိုအရန်အော်တွေ့လားစိတ်နာ price arrow ရှောက်ပြစ်နေ ဟုတ်တယ်ရှောက်ပြစ်နေ ရှောက်ပြစ်နေပြီလိန်ရှိကလှုပ်ထားအောင်ဒီမှာ နေဝင်ချစ်သူရေ တက်ပေးလိုက်ဒီကပုံမှာအော်ဟုတ်တယ်နော်ဒီကောင်ကလည်းအဲ့ fracture တက်ကိုမကြောက်အောင်နော် scale 2လေးခုံသွားလို့ဗျဒါပြောမယ်ဆိုရင် ဟုတ်တယ်
ငါတို့ရဲ့နိုလန်းကြီး မကိုင်းတဲ့ဘူးမကိုင်းတဲ့ဘူးဒီကောင်ဆလီနာမကိုင်းတဲ့ဘူးဒါယူ တော့မယ်ပါပဲနော်ကိုင်သေးတော့လမ်းနေဘူးနော်တကယ်လမ်းနဲ့ဆလီနာဟုတ်မနေဘူးဗျ ကဲဆိုရင်နောက်မှာတော့နော်300 တင်းစပစ်ကိုတော့ပေးတာတဲ့ကိစ္စမရှိဘူးနော်အာလီပိုင်းက AC လေးပဲဆော့ရုံပဲနော် mid game time ရောက်ရင်ငါတို့ YG ချိန်ရောက်လာလိမ့်မယ်ပြီးတော့ဟီကိုကလည်းအောက်မှာကျွန်တော်တို့အေးနော်ဂိုးခရက်လေးကတော့ဟီကိုကတော့ရအောင်တော့ယူထားသေးရဲ့ဗျ ကဲလိုက်ကြည့်ရမယ် ရပါဘလင်း level 4ရပြီတို့ brother တို့ဘလင်း level 4ရတဲ့ time ကိုစောင့်နေတာ YG ဟာလားဘလင်း level 4ရရင်တီးပါကောတော့ အမြဲနော်သူတို့ကအမြဲစောင့်နေနော် first starter skip ပြီးတော့ Roma ရဲ့ level စောင့်ပြီး Hey ဟီကိုရဲ့စကေးသူနဲ့ပြောနေတာရဲ့နော် bye bye မင်္ဂလာပါမင်္ဂလာပါအော်မလုံးစာဦး vision တွေ့သွားလို့ vision တွေ့သွားလို့နော်ကဲ ကဲရောက်ရေးလောက်ပါအောင်ရောက်ရေးဗတေတစ်ပေါက်နိုင်ပြီးသွားပြီလို့ YG ကဗတေတစ်ပေါက်ပဲညီကိုတို့ ဟုတ်တယ် ဗတေတစ်ပေါက်ပဲ ကဲခေပုံပါနဲ့ရင်းနဲ့မချရလဲဘာမှတိတ်ကွာမနေဘူးဗျဒီပွဲမှာသိလားဆိုတော့ရင်း position ကြည့်ထားတယ်ဆိုတော့ Grace Immobilize စပယ်ကလွဲနေ တွေ့လားစလီနာမကြိုက်တတ်ဘူးလို့စလီနာမကြိုက်တတ်ဘူးလို့စလီနာမကြိုက်တတ်ဘူးလို့ ထိအောင်တော့လေဒါကြီးရဲ့အဲ့ဒီ Immobilize နဲ့ error စလီနာမကြိုက်တတ်ဘူး bro ဒီကောင်စလီနာ price error တစ်ချက်မှ bro ဘလင်းဇုံးပြီဒါကြီးတို့ဘလင်းချိန်ရောက်ပြီဘလင်းနဲ့ရင်းတဲ့အချိန်ပဲဒါဇုံးပြီကြီးရဲမကြီးငါပြောတယ် ပေါက်သွားတယ်အကွက်ပြောင်းသွားတယ်ဆိုတော့ Grace တာတယ်မှာရင်းကျသွားပြီဗျာ ဒါပေမဲ့ပြန်ရပြီလေဒီမှာပြန်ရပြီလေ ပြန်ရလား ပြန်ရတာဗော Grace အိမ်မြို့နေပြီဟီရာတာကိုလုံးအော်အဲ့ကောင် Killisby effort တော့ဟာ Killisby effort တော့ဟာ ဟုတ်တယ်ဒီဟာ လာပြီဟဲ့လာပြီမလိုက်နဲ့ပါဟဲ့လာပြီဟာဟီရာတာကွာငါဟီရာချင်းအဲ့ကောင်ကွာ ဒါပေမဲ့ blue bag ရတယ်ဘာမှမဖြစ် blue bag ရဘာမှမဖြစ် blue bag ရကျော် အေးစေးသားကြီး ဒီပြောတယ်နော်ဒီ Display ကိုနိုင်ရင် Hirara နဲ့ Pakito ရရင်နိုင် Pakito မပိုင်နိုင်ပြီလို့ Hirara နည်းနည်းစိုးတယ်ဒီကောင် Hirara confidence တော်တော်ရှိနေတယ် အော်ဒီချိန်မှလာထိတယ်ကွာ ရမသိဘူးအေးစေး အေးစေးမသိ ကဲသူတို့အနေနဲ့ဒီကောင် Zora Grace ဟီရာတာကတော့ဒါရှေ့ပွဲတွေရတယ် performance ထွက်တယ်ခုပွဲလဲဒါပြောမယ်ဆိုရင် ဖြောင်ရေးရင်းနဲ့ ဘလင်းကကောင်းတယ် ရင်းနဲ့ဘလင်းနဲ့ဇုံးတာကောင်းတယ်ဒီကောင်ကအောက်ပလီသွားတာဒီကောင်အောက်ပလီနောက်တာတယ်ကြရင်ဒီကောင်ထက်လုံးမယ်အဲ့လိုမျိုး ဟုတ်တယ် ဒီကောင်ထက်လုံးမယ်ဒီကောင် survive နိုင်မှာမလားပေါ့နော်ဒါကန်ကောင်းသွားလို့ SK သွားတာ lucky လေးကောင်းသွားတယ် lucky လေးကောင်းသွားလို့စန်ဒီကလည်းအောက်မှာဆင်ပြေတယ် easy ပဲသားလို့ ကဲမြန်မာတနိုင်ငံလုံးရှိတဲ့သားကြီးတို့ရေမင်းတို့ရဲ့နောက်မှာတကယ်ပြောတာကွာလှုပ်ဆန်းပါနော် လှုပ်ဆန်းပါ ဟောင်းကဘတ်တွေပါတိုက်တာဟာနော်ဘတ်တွေပါတိုက်တာဟာ အဲ့ဘယ်ရောက်သွားရမလား Tin Spirit ကဲ network ဘိုင်းဆိုင်အောင်ကြည့်မယ်ဆိုရင်တော့ Tin Spirit ဘက်ကိုတော့ network 2K ပြီးတော့ပေးဆက်လိုက်ရတယ်ဗျာနော်အေး Harry ကလည်းဒီမှာစပီးလေးတော့ရဒါပေမဲ့ cloud ကလည်းစပီးရနေပါတယ်နော် Harry ကတော့တာတယ်ထင်တာပဲလေကင်းရော လေကင်း cloud တာတယ် easy လေကင်း cloud let's go guys လေကင်း cloud လေမဟုတ် Harry ကတာတော့တာတယ်ဒါပေမဲ့ Zaman 4ပဲဒီကောင် Zaman 4ပြီးသွားရင်ပြီးသွားပြီ Zaman 4ပြီးသွားရင်ပြီးသွားပြီ Harry က Zora Grace နဲ့ဟန်သွားတွေ့နေရ Zora Grace တစ်ချက်ထပ်တော့တစ်ချက်ထပ်တော့ ဒီကောင်တက်တယ် ဒီကောင်တက်တယ်နော်ဒီ ပြောသားပဲဒီကောင်ကြီးတော့တာတက်တယ်လို့ ထပ်တော့ရင်သီးပြီဒီလားဒီကောင် ပိုင်းမလိုက် အော်ဒါပေမဲ့အင်မြူရှိနေနော် Zora Grace ချိန်နေကြည့်ထားတယ် retribution ရသွားတယ်ဗျာဟန် retribution နည်းနည်းလေးလိုအပ်ချက်ရှိသွားတဲ့အချိန်မှာကဲတောင်းနေပါလေပြန်ပေးမိုးချိုးမပြစ်နေ အေးမသေးပါဘူး အာရောသိသွားတယ်ဟာအရင်ကအဓိကတော့အဲ့ Zora Grace ကနည်းနည်းဓာတ်နေတာဗျာသိလား ဟောင်ရေးရှုပ်ကုန်ပြီသားကြီးတို့လှုပ်ပါအောင်ခမောင်း ပြီးတော့တာတယ်မှာအဲ့ဘဲလာရဲ့လက်ပူပေါ့နော်အဲ့နှစ်ကောင်ကတော့နည်းနည်းလေးတော့ဟိုဖြစ်တယ်အာထုခံရပြီလား hand fracture ပိုင်းထားတယ်ဆိုမဲ့မရဘူးအကောင် Hirara တားလှုပ်တာလို့ Hirara ရတဲ့ဘက်ကနိုင်သလိုဖြစ်နေတယ်နော် အဲ့ကောင် Hirara စွတ်လုံနေရတော့သားကြီးတို့ Hirara ဟိုမှာကွာရှေ့ရအဲ့ဒီဘဲလာရဲ့လက်ပူနဲ့ထောက်ထားတဲ့ခါကျတော့ objective fight ဒါပေမဲ့ငါတို့စန်ကြီးက potential ကြီးကိုကင်နာတော့မယ်သားကြီးတို့ငါတို့ goal line ကခုချိန်ကြီးမသေးသေးဘူးအဲ့ goal line မသေးသေးတာငါတို့အကောင်းဆုံးပြန်ကမ်းပတ်လို့ရတယ်ဟဲ့လား အဲ့ဒီ goal line မဲ့သားကြီးတို့ရေ goal line ကိုကြည့်ရ goal line ကိုကြည့်ရ တန်းထားတယ်တန်းခံနေရတယ်ဆိုတော့ Grace ပတ်စစ်ကိုနှစ်ချက်ဘယ်တော့မှမတုံးနော်အများနဲ့တစ်ချက်ကိုခြံတာအဲ့ Zora Grace ကဘက်ကလည်းကြော်သွားပြီဟာကဲဘလင်းတောင်းခံနေရတယ်ဆို ကိပုံပါရမလားမဆက်ပါ nice ဆက်ပါလေးရတယ်
ဆက်လက်ပါလေးရရတယ်ညီကိုတို့ဆက်လက်ပါလေးရရတယ်နေဝင်ချစ်သူလေးကိုရရတယ်ဗျာနေဝင်ချစ်သူလေး ဟိုမှာရတာကွာ ကဲနော် 4.2k အသာစီးနဲ့တော့ tin spirit ဥတော့ဥဆောင်ထားသေးတယ်ဆိုပေမဲ့လေကျွန်တော်တို့ Demon Hunter Golden Stat ထွက်သွားပြီကလောက်က Demon Hunter Golden Stat ထွက်သွားပြီညီကိုတို့ ဒီမမီသေးလား M2 တော့လေ M2 တော့ Demon Hunter Golden Stat ထွက်သွားတယ် ဂျုံမိထားတာမမိကြအောင်ပဲထင်ပါတယ်ဟုတ်လားအဲ့လိုမျိုးပဲ တိုင်းတော့ အဲ့ဒါလာမယ်ဒါယူအဲ့ဒါလာမယ် အဲ့ချိန်တော့ KC ကဒီကို တဲကြဘူးလာမယ် တဲကြဘူးလာမယ် တဲကြဘူးလာမယ်ညီကိုတဲကြဘူး ဟုတ်တယ်ဗျာအချိန်ရတော့ဗျာ Golden Stat ဆိုမှမမိသွားဟမ် တဲကြဘူးလာမယ်ညီကိုတဲကြဘူး ကဲဆိုတော့ဒီ log file လေးပဲကြီးလိုက်ကြမယ်ဒါကြီးတို့ရေနော် log file မှာတော့အဲ့ Zora Gorisik ကို ဟုတ်တယ် ဗိတ်ပေးလိုက်ပြီနော်စန်ကြီးတိမ်မာလားတိမ်သွားတယ်ဟာ စန်ကြီးလည်းမတူရော စန်ကြီးက purify နှမျိုးသွားတာသိလားခုနတန်းမပေးပဲနဲ့သိလား ဒီကိုလည်းချုပ်သွားရတယ်နဲ့ ရှုပ်သွားပြီတင်တယ်ရှုပ်ကုန်ပြီ Zora Gorisik immobilize စားတယ် ဟုတ်ကဲ့ ဂျင်းနဲ့ Zora စန်ကြီးခုနဖိတ်ထားတာလေအဆင်ပြေလေဘာလို့ဒီတော့ level 2ကမရှိတာတော့ ဟုတ်တယ်ဒီပုံမှာပြေးထူတာနော်ဖိတ်ထားတာလေးကတော့မစိုးဘူးလားတော့ဒါပေမဲ့ဟိုမှာထုနေပြီယူဒိုရာသေပြီလားမသိဘူးသေသွားတယ်ဟာ စန်ကြီး level 2ပဲရောက်သွားတယ်ခုနခုံပြီးသားကြီးလား ခုံပြီးသားထင်တယ်ဒီ level 2ပြီးသွားလို့ကပုံမှာလိုက်ထူတာချစ်ဖို့လည်းများတယ် ရောက်ရေး ဒီကောင်ဟီရတာစိုးပါတယ်ကွာဒါကြီး Hero ပါဘန်းမဲ့ပုံစံဖြစ်နေပြီနော်နောက်ပွဲကြရ ဟုတ်တယ်ဟီရတာနော် ငါစိတ်တင်တော့အေး Hero နဲ့ Pakito ပဲသိလားဒီရဲ့စိတ်တင်တော့ Hero နဲ့ Pakito ပဲဒီပွဲကတော့ကမ်ဘတ်ဘောကတော့မန်တိုင်းပြောရရင်တော့ခက်တော့ခက်တယ်ဗျာနော်ဟိုဘက်ကလည်း hater ပါနေတော့လေ hater ပါနေတာဒါပေမဲ့ဒီ first law မှာသူတို့အနေနဲ့ဒီ အမားလေး ပေါ့နော် tin spray ရဲ့အမားကိုကောင်းကောင်းကြီးဟိုးရားနိုင်မယ်ဆိုရင်တော့ YG ကဖြစ်နိုင်တယ် YG ကဖြစ်နိုင်တယ်ပေါ့နော်အဓိက tin spray မားတော့ ရန်ဖက်နေတာအတိလားဒီ ဟုတ်တယ် Hero တော့ ဒီကောင်မားတာကိုနည်းနည်းလေးပြန်စောင့်ကြည့်သားကြီးတို့ကြီးဆိုတော့ Ruby မားတဲ့တိုင်ပဲ Ruby Offer မှာ3 man ဖြစ်နိုင်သေးတယ်နော် Ruby Offer မှာ3 man နဲ့5 man နဲ့ Ruby ဆွဲတာမမိဘူးဗျအဲ့လိုချင်းမျိုးမှာ Kipon ပါဇုံးပေးထားပြီးတော့မယ်ဇုံးပြီးတော့ Mega ယူသွားပြီသားကြီး ဒါပေမဲ့အောက်မှာငါတို့ဟန်လုံးနေပြီသားကြီးတို့ ဟန်လုံနေပြီ Mega Shi ပေါက်တာတွေဘာတွေပြီးသွားပြီဗျဆိုတော့ဟန်လုံနေပြီ Blink unstop ပေးပဲဗျအဲ့ဟီရတာဖတ်ပြဲနေရပဲလို့နော်ငါးကောင်တတ်ထားတယ်ဗျ ဒီတော့ damage တွေကြီးစွတ်ထည့်တာသိလားဒီတော့ damage တွေကြီးစွတ်ထည့်တာဆိုတော့ Ruby Offer တာကျွန်တော် Flicker နဲ့မိမယ်ဆိုရင်သေတယ်အော် ဒီကောင် offer ကုံသွားတဲ့အချိန် ဒီကောင်ပတ်စစ်ကုံသွားတဲ့အချိန်ဖြတ်ဆွဲလိုက် ဖြစ်နိုင်တယ် အဲ့လိုပြီးတော့ဗျာကျွန်တော်တို့မှာဟိုဂလူးရောဥဒိုရာရော Ruby ရောဗျာအဲ့လို AOE စပေးတွေရှိရဗျာဒီလား ဒီနေရာမှာကြည့်ရှုနေတဲ့ညီကိုတွေထဲမှာဟီရအကြောင်းမသိရင်လည်းပြောပြမယ်ပေါ့နော်ဒီကောင်ကပတ်စစ်နှစ်ခုနဲ့အလုပ်လုပ်တာဗျာဒီလားအဲ့ဒီကောင်ရဲ့အဲ့ပတ်စစ်နှစ်ခုတာမရှိလို့ရှိရင်ဖြတ်တီးလို့ရတယ်ဒီကောင်မှာ ဒါပေမဲ့ဒီချိန်မှာ level များသွားပြီဆိုအဲ့ပတ်စစ်ကလည်းမြန်တော့မြန်သွား မြန်တယ်ခူတောင်ရမ်းမြန် ခူတောင်ရမ်းမြန်သွားပြီ ဒါအောင်မှ Queen Swing ထပ်ထည့်လိုက်ရင်တော့ဒီကောင်ကတောက်လျှောက်ဘိုင်းထပ်သုံးလို့ရတယ် သူရဲ့ပတ်စစ်ကအဲ့လို unit ပတ်စစ်ကူတောင်ပါတယ်စာအုပ်လိုမျိုးအဲ့လိုကူတောင်များများထည့်လေပို့ပြီးတော့အဲ့ပတ်စစ်ကပြည့်တာမြန်လေဆိုရဲဟိုဟာပါတယ် စော့တာလည်းခူတောင်ဖက်နှက်တွေပါတယ်နဲ့ဆိုတော့ဒီကောင်ကြီးကနည်းနည်းစိုးနေတာပေါ့နော် ဟုတ်တယ်ဒါပေမဲ့ damage ထည့်နေတွေ့တော့ camera point က chance ရှိတယ်နော်သားကြီးတို့အဲ့လိုမျိုးဖင်က defense item မကတ်တဲ့ကောင်တွေကိုအဲ့လို Ruby Orphan တစ်ချက်နဲ့ဖြတ်လို့ရတယ် Queen Swing ထည့်ရမှာမှန်ဆိုရင်တော့ ဟုတ်တယ်ဒီကောင် Queen Swing ထည့်ရမှာ damage တာထပ်သွားရင်ကျွန်တော်တို့အတွက် chance ရှိနိုင်တယ်ဒီကောင် shut down key ဆိုရင်ဗျာစန်ဂျီတာရကြည့်လိုက်အမှစန်ဂျီ full item ဖြစ်သွားပြီကောင်းပြောတာ နော်ကဲ Demon Hunter Golden Stat Crucial Sky 3ခွက်ထွက်ပြီစန်ဂျီနော်စန်ဂျီကလည်းကျွန်တော်အမြင်တော့အဲ့ win chat နေပါလေတွားမလားခဲတာတွေပါလေတွားမလားပေါ့နော်တစ်ချက်တော့စောင်းကြည့်ရမှာ ဆက်လက်ပါမပါဘူးနော် ဟုတ်တယ်ဆလီနာဘာမှမလုပ်ဘူးသိလား အေး ကဲလပုလိန်ရှိတ်ကစန်ဂျီဖိတ်တာပဲပိတ်သွားတယ် မားပြီးတော့ ကပုံပါကွင်းဆွဲအဖက်နဲ့မာနေတော့မဲအာရောက်ရေးဘက်ကကြီးကလှလိုက်တာရောက်ရေးဟိုဘက်ကလှလိုက်တာလို့စာဝူးရဲ့ဖလီကာနဲ့ မလှအောင်ဟိုဘက်ကလှသွားတာ ဟိုဘက်ကလှသွားတာရောက်ရေးဘဲလာရစ်ပါတော့ဟုတ်တယ်ဘဲလာရစ်ဒါပေမဲ့ပေါ့နော် ဘက်ကပြင်း ဒါပေမဲ့ဆိုပေမဲ့သူတို့ကလော့မခီးပဲတန်းတက်ရင်တော့ပေးရပြီတဲ့နဲ့ဒီဂိမ်းက ကဲအမားနှကောင်မရှိဘူးဗျအပြော့ကောင်တွေကြီးပဲကြံတဲ့အခြေအနေမျိုးမှာရှေ့ကနေပြီးတော့ခံထားပြီးတော့ခရစ်ရှင်မေးပဲကောင်မရှိဘူးအပြော့တွေပဲကြံတော့ပြဿနာရှိရနော်အပြော့တွေပဲကြံတော့တန်းတော့မလားပဲဆလီနာအဲရိုကတစ်ချက်မှမထိတယ်နောက်ဆုံးမှထိသွားတယ်ဟေ့ရောက်ရေးပြီးသွားပြီဗောဟာ
တော်လာကိုရေးစစ်ကွာဟီတာတာရာ ကျွန်တော်ပြောရနော်ကျွန်တော် game 2မှာလေကျွန်တော် game 2မှာကြည့်နေတဲ့လူတွေဆိုကျွန်တော်